တခုကပြည်သူ့ပါတီကအများစုနိုင်လာမယ်အစိုးရဖွဲ့မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ပြည်သူ့ပါတီနဲ့ပေါင်းနိုင်တာကခုနဖွင့်ထိုင်းတက်ဆီယပါတီကပါလာမယ်နောက်တစ်ခုကကျတော့ဒီမိုကရက်ပါလာမယ်ဒါကစီနီရီယိုတစ်ခုပါသူတို့ရဲ့လွှတ်တော်အမှ40လောက်ကခုနဘရင်ကိုစတင်တဲ့သူတို့ခေါ်တာ article 112ပေါ့ပုံမှန်112နဲ့ပတ်သက်လို့ဘာခေါ်လဲအမှုကမပြတ်သေးဘူးဗျအဲ့တော့နိုင်ပြီးခါမှာအဲ့ဒီ40ကိုကောက်ဖြုတ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကပြောမရတဲ့အချက်ပါအခုချိန်မှာတော့ဒီအထက်လွှတ်တော်250ကဝန်ကြီးချုပ်ရွေးချယ်တဲ့အခါမှာမဲပေးခွင့်မရှိတော့ဘူးကျွန်တော်တို့နိုင်ငံမှာကျတော့လုံခြုံရေးကိုဦးစားပေးတယ်ကာကွယ်ရေးတို့ဒီပြည်တွင်းစစ်တို့ဒါတွေနဲ့ရှုပ်နေတာเนาะအဲ့တော့ထိုင်းဘက်ကကျတော့သူတို့ရဲ့အခုရွေးကောက်ပွဲမှာပြောရင်ကြွေးကြော်သံတွေကစလို့ကွာသွားပြီဗျသူတို့ရဲ့ view ဟာမှုပေါ့ဗျာတက်ဆင်ကြီးကကျွန်တော်တို့ထောင်ကျနေတယ်ဗျရွေးကောက်ပွဲကာလာတွေမှာမရှုပ်အောင်လုပ်ထားသလိုဖြစ်တာပေါ့เนาะဒါပေမဲ့ထိုင်းမှာတော့ဒီလာမဲ့အစိုးရကညွန့်ပေါင်းဖြစ်မယ်လို့ပဲတွက်ကြပါတယ်၄နှစ်သက်တမ်းအပြည့်လုပ်နိုင်မှာမလားဆိုတာကျွန်တော်တို့မေးခွန်းပါဗျဟုတ်ကဲ့ကိုအောင်သူငင်းခင်ဗျာအခုထိုင်းနိုင်ငံမှာလာမဲ့10ရက်နေ့ဆိုရင်ရွေးကောက်ပွဲကျင်းပပါတော့မယ်အဲ့တော့ကိုအောင်သူငင်းကအနီးကပ်လေးလာစောင့်ကြည့်နေတာဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်မေးမြန်းလိုပါတယ်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲပြီးအစိုးရတက်တန်းမှာအခုကတက်တန်းမပြေးလိုက်ဘူးပေါ့နော်ရှုပ်ထွေးမှုတွေလည်းအများကြီးပေါ့နော်လူငယ်ပါတီဖြစ်တဲ့ Move Forward ပါတီလည်းဖြတ်သိမ်းခံရတယ်ဒီဝန်ကြီးချုပ်ဆိုတာ3ယောက်ပြောင်းလဲရတယ်တော်တော်လေးအခြေအနေရှုပ်လာတယ်အခုထပ်ပြီးတော့ဒါရွေးကောက်ပွဲလုပ်ဖို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့အခုလုံးမဲ့ရွေးကောက်ပွဲပထမဆုံးအနေနဲ့ဘာတွေထူးခြားလဲဗျဘာတွေထူးခြားတွေ့ရလဲအဲ့ဒါလေးအရင်ဆုံးပြောပြပေးစီလိုပါတယ်ဟုတ်ကဲ့အခုရွေးကောက်ပွဲကတော့ပြောမှဆိုရင်၄နှစ်သက်တမ်းမပြည့်ဘဲနဲ့ကျွန်တော်တို့3နှစ်ကျော်လောက်မှလုပ်ရတဲ့ရွေးကောက်ပွဲလို့ဆိုနိုင်တာပေါ့နော်အခုလက်ရှိဝန်ကြီးချုပ်အနုတင်ဦးဆောင်တဲ့အစိုးရကလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အိမ်ဆောင်အစိုးရပေါ့နော်ဂျာကာလာအစိုးရလိုမျိုးဖြစ်တယ်အဲ့ဒီဂျာထဲမှာပဲအခုကတော့ကမ္ဘောဒီးယားနဲ့လည်းတင်းမာပြီးတော့စစ်တွေဘာတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီရွေးကောက်ပွဲရဲ့နောက်ခံ background လို့ပြောလို့ရပါတယ်ဗျဟုတ်ကဲ့နောက်တစ်ခုကြားရတာဒီရွေးကောက်ပွဲနဲ့တူပြည်သူ့ဆန္ဒခံပွဲလဲပါတယ်ပြောတယ်အဲ့ဒါကတော့ဘယ်လိုအခြေအနေလဲဗျဟုတ်ကဲ့ခင်ဗျဒီလုံးမဲ့ကျွန်တော်တို့ February 10ရက်နေ့မှာလုံးမဲ့ရွေးကောက်ပွဲနဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဆန္ဒခံယူပွဲလည်းရှိတယ်ဗျအဲ့တော့ဆန္ဒခံယူပွဲကဘာလို့တာလဲဆိုတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်သဘောတူလားဆိုတဲ့ဟာပေါ့နော်အဲ့တော့သဘောတူတယ်ဆိုလို့ရှိရင်အဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့အသစ်ရေးတဲ့ process ကနောက်ကလိုက်လာမှာဖြစ်ပါတယ်เนาะအဲ့တော့တခုရှိတာကဒီထိုင်းမှာဒီကျွန်တော်တို့ဖွဲ့စည်းပုံတွေအချိန်ချင်းပြင်ခဲ့တယ်ပေါ့ပြီးခဲ့တဲ့အာဏာသိမ်းအစိုးရတော့တစ်ချိန်ပြင်တယ်တကယ်လို့အခုပြင်တယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ဖွဲ့စည်းပုံပြင်တာနဲ့ပတ်သက်ရင်အရင်ကျွန်တော်တို့ Move Forward ပါတီကဒီဘရင်နဲ့ပတ်သက်တဲ့article ပေါ့နော်အဲ့ဒီပုံမှတ်ကိုပြင်ဖို့ကြိုးစားတယ်ဆိုတော့အဲ့ဒီကိစ္စတွေပါတက်ရောက်မှုရှိနိုင်လားဒီအခုအခြေခံဥပဒေပြင်ဖို့ကြိုးစားတဲ့အနေအထားလေအခုဆန္ဒခံပွဲကဟုတ်ကဲ့လက်ရှိပြည်သူ့ပါတီပေါ့တစ်ချိန်တော့ကတော့ Move Forward ပါတီပေါ့နော်အဲ့တော့သူတို့ကပြုပြင်ပြောင်းလဲရေးကြွေးကြော်သံတွေလှုပ်ထားတယ်ဗျအဲ့တော့ဘရင်စနစ်ကိုပြုပြင်ပြောင်းလဲရေးတပ်မတော်ပြုပြင်ပြောင်းလဲရေးနောက်တစ်ခါ bureaucracy ပြုပြင်ပြောင်းလဲရေးနောက်တစ်ခါ decentralization ပေါ့ဗျာဗဟိုချုပ်ကိုင်မှုရှော့ချရေးဒါတွေလှုပ်ထားတယ်ဗျအဲ့တော့ဒီတပွဲမှာတော့သူတို့ကဒီဥစ္စာလေးကိုနည်းနည်းတုံတောင်းလုပ်တဲ့ဟာရှိပါတယ်စိတ်မပြောတော့ဘူးပေါ့ဗျာเนาะအန်ဒီရယ်လည်းရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဘာသွားတွေ့လဲဆိုတဲ့ခါကျတော့ဒီပါတီတွေရဲ့သဘောထားပေါ့ဖွဲ့စည်းပုံကိုပြင်ကျင်တယ်ဆိုတဲ့အုပ်စုတွေရှိပါတယ်တချို့အဖွဲ့ကဆန့်ကျင်တယ်မပြင်ဘူးဆိုတဲ့အုပ်စုရှိတယ်တချို့ကလည်းဘာဆန္ဒမှမပေးတဲ့ပါတီတွေရှိပါတယ်ဟုတ်ကဲ့အဲ့တော့ဘယ်ပါတီဘယ်လိုအခြေအနေဆိုတာကျွန်တော်ထပ်ပြီးမေးပါမယ်အခုလောဆယ်ကျွန်တော်ထပ်ပြီးသိကျင်တာကအခုမကြသေးခင်ကပဲမြန်မာနိုင်ငံမှာလည်းဒါစစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲပြီးသွားတယ်အခုထိုင်းကဒါကျင်းပတော့မယ်ဆိုတော့အိန္ဒိယနိုင်ငံလည်းဖြစ်တော့ဒီကွာခြားချက်ပေါ့နော်နှိုင်းရှင်းမယ်ဆိုရင်ဘယ်လိုမျိုးသုံးသပ်ပေးလို့ရမလဲဗျဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံမှာသိမကြသေးဘူးရွေးကောက်ပွဲဖြစ်သွားတယ်ဖြစ်သွားတော့ကျွန်တော်တို့စီမှာတော့ limited freedom ပေါ့လွတ်လပ်ခွင့်ကအကန့်အသတ်ရှိပါတယ်เนาะအဲ့တော့မြို့နယ်68ခုလို့ကျွန်တော်ထင်တယ်ရွေးကောက်ပွဲမကျင်းပနိုင်ဘူးပေါ့เนาะဒီအခြေအနေရှိတယ်နောက်တစ်ခါကျတော့ campaign ပေါ့ကျွန်တော်တို့ရွေးကောက်ပွဲမဲဆွယ်မှုတွေလုပ်တော့လဲအကန့်အသတ်နဲ့လုပ်ရတယ်ဗျာသိပြီးတော့လုပ်နိုင်တာမျိုးမဟုတ်ဘူးဆိုတော့နောက်တစ်ခါကျတော့ကျွန်တော်တို့ရွေးကောက်ပွဲရဲ့နောက်ခံ setting ကကျွန်တော်တို့ပဋိပက္ခတွေစစ်ပွဲတွေဖြစ်နေတယ်ဒါကမြန်မာပြည်ရွေးကောက်ပွဲအခြေအနေပါအဲ့တော့ထိုင်းရွေးကောက်ပွဲကိုကြည့်တော့
ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ open လွတ်လပ်တဲ့နောက်တစ်ခါကျတော့ပို့ပြီးတော့ဟိုဒီမိုကရေစီကြတဲ့အခင်းအကျင်းမှာရှိတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အခုရွေးကောက်ပွဲတွေကိုကြည့်တော့လဲ very competitive အပြိုင်ဆိုင်ပြင်းထန်ပါတယ်နောက်တစ်ခါကျတော့သူတို့ရဲ့ရွေးကောက်ပွဲမဲဆွယ် campaign တွေကိုကြည့်တော့လဲဟိုတော်တော်ကြီးကိုအားကျိုးမှန်တဲ့လောက်ကြတာတွေတွေ့တယ်ဒါတွေကွာတော့ဗောဗျာနော်နောက်တစ်ခါကျတော့ကျွန်တော်သတိထားမိတာကမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့ပါတီတွေကဟို policy လို့ခေါ်တဲ့ဒီမူဝါဒတွေပြောတာစိတ်မတွေ့ရဘူးဗျနော်ဟိုအနေဆုံးဗျဒီမိုကရေစီလူခွင့်ရေးတောင်ပြောဖို့စိတ်မသာပါဘူးအဲ့တော့ထိုင်းမှာကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ populist policy လို့ခေါ်တာပေါ့နော်လူထုသေးချေကြိုက်မဲ့နော်လူထုကိုပတ်စံပတ်မိုးပေးမဲ့ထောက်ပံ့ပေးမဲ့ဘာညာဒီလို policy တွေနဲ့ဟိုစီးရုံးတာပါတီတိုင်းလို့တွေ့တယ်ဗျနော်အဲ့တော့ပါတီတွေကဘာတွေပြောကြလဲဆိုတော့ဒီတိုင်းပြည်မှာအကျွေးတွေသိပ်များနေတယ်နော်နောက်တစ်ခုကတိုင်းပြည်စီးပွားရေးထိုင်းမိုင်းနေတယ်အဲ့ဒါတွေပြောပါတယ်နောက်တစ်ခါသက်ကြီးရွယ်အိုတွေဘယ်လိုထောက်ပံ့မယ်နောက်တစ်ခါကျတော့ပြည်သူတွေကိုဘယ်လိုထောက်ပံ့မယ်နောက်တစ်ခါစီးပွားရေးဘယ်လိုတက်အောင်လုပ်မယ်ဒါတွေကတော်တော်များပြောတာတွေ့ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့လေတခုခုကျွန်တော်တို့ကြားနေတာတချို့ပါတီတွေကဒီရွှေပြောင်းမြန်မာအလုပ်သမားတွေနောက်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တချို့ဆိုဒီဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမြန်မာနဲ့ပတ်သက်ပြီးတော့သူတို့ကဟိုတိုက်ခိုက်တဲ့ပုံစံမျိုးပေါ့လူထုကိုစီးယုံတယ်ဟိုမြန်မာကြောင့်သူတို့မှတခုခုဖြစ်နေရတယ်ပေါ့နော်ဒုက္ခရောက်တယ်အဲ့ဒါကိုသူတို့ပြန်ကူစားမယ်အဲ့ဒီလိုပါတီအတော်တန်လဲထွက်လာတယ်ကြားတယ်အဲ့ဒီကအပေါ်ရောဘယ်လိုမျိုးတွေ့ရလဲဗျဟိုကျွန်တော်ထင်တာတော့လေနိုင်ငံတကာမှာလည်းအတူတူပဲဗျဟိုလက်ရဇွန်းဖြစ်တဲ့ပါတီတွေများလာတယ်နိုင်ငံခြားသားမုံတီးရေးပေါ့ဗျာဒီလိုပါတီတွေလည်းရှိလာတာပေါ့နော်ရှိလာတော့ထိုင်းမှာလည်းရှိပါတယ်ဒါပေမဲ့အားကောင်းတဲ့ပါတီကြီးတွေမဟုတ်ဘူးသူတို့ကပါတီသေးတွေဖြစ်တယ်နောက်တစ်ခုကကျတော့ဟိုဒီရွှေ့ပြောင်းလုပ်သားဗမာတွေလက်ညှိုးထိုးတယ်ပေါ့ဗျာနော်နောက်တစ်ခါကျတော့ထိုင်းနိုင်ငံရဲ့တချို့ဖြစ်နေတဲ့ပြဿနာဘာညာဆိုလို့ရှိရင်အိန္ဒိယတွေမြန်မာတို့ဘာလို့ဒါမျိုးလက်ညှိုးထိုးခြင်းတဲ့ပါတီတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်သူတို့ကဟိုအနိုင်ရဖို့တော့ခက်ပါတယ်စိတ်နေရာများများနိုင်မယ်လည်းမထင်ပါဘူးသူတို့ရဲ့စီးရုံမှုဝါဒဖြတ်မှုတွေကဟိုတနိုင်ငံလုံးကိုလွှမ်းခြုံပြီးရောက်လာဟိုသူ့အပိုင်းလောက်ပဲလားဟိုကြဲကြဲပြဲမဲ့ရှိလားအဲ့ဒါကိုဘယ်လိုသိရလဲအဲ့ဒါတော့ဒီလိုပြထိုင်းမှာကကျွန်တော်တို့ mass media ပေါ့နော်television တို့ကျွန်တော်တို့ရုပ်သံတို့ဘာလို့မှဆိုရင်ဟိုပြန့်တာတွေလည်းရှိပါတယ်နောက်တစ်ခါကျတော့ social media ခေတ်ဖြစ်တော့ဟိုတချို့ဥစ္စာတွေကဘာခေါ်မလဲဗျာဟို viral ပေါ့နော်ဟိုချက်ချင်းပြန့်သွားတဲ့အားမျိုးတွေရှိပါတယ်ဟုတ်ကဲ့ဟိုဘယ်ပါတီတွေရေပန်းစားလဲကျွန်တော်သိကြပါတယ်အဲ့တော့အခုကျွန်တော်သတင်းတွေမှာတွေ့နေရတော့ဖီတာပေါ့နော်ပြီးခဲ့တဲ့ဟိုအဖြတ်ခံလိုက်ရတဲ့ move forward party ကခေါင်းဆောင်ကဝင်ပြီးတော့ people party သူ့မျိုးဆက်ပေါ့နော်သူကလုံးမရတော့အခု people party မှာသူဝင်ပြီးတော့ဟိုစီယုံပေးနေတာတွေ့ရပါတယ်ဆိုတော့အဲ့ဒီအချက်ကရောဒါဥပဒေရခွင့်ပြုလား तू ကနိုင်ငံရေးလုပ်လို့မရတော့ဘန်းထားတယ်လေဆိုတော့အဲ့ဒါရောဘယ်လိုမျိုးပြောလို့ရလဲဟုတ်ကဲ့ဒါထိုင်းမှာကတော့ဒီလိုဗျအံ့ဩစရာကောင်းတယ်ဒီအရင်တော့ကသူတို့ဘာခေါ်မလဲဗျာဟိုအရေးယူခံရတဲ့လူတွေရှိတယ်ပေါ့နော်သူတို့က10နှစ်တိတိနိုင်ငံရေးရွေးကောက်ခံမှုပိတ်ပင်ခံရပါတယ်အဲ့တော့ပြိုင်လို့မရဘူးဒါပေမဲ့ထိုင်းမှာကျတော့သူတို့ကဒီလိုဗျ people movement လို့ခေါ်တဲ့ပါတီမဟုတ်ဘူးကျွန်တော်တို့ movement တစ်ခုအနေနဲ့လုပ်တယ်ဆိုရင်သူတို့ကလှုပ်ရှားခွင့်ရှိပါတယ်အဲ့တော့ခုနလိုပါတီတွေကိုကူပြီးတော့မဲဆွဲတာတွေပဲလုပ်တာပေါ့နော်ဆိုတော့ဒါတွေရှိပါတယ်ဒီဖီတာတို့မျိုးဆက်ပေါ့အခု people party ပေါ့နော်ဟိုခေါင်းဆောင်ကတော့နတာပွန်းလို့သိရတယ်ဆိုတော့အသက်လည်းငယ်ငယ်လေးလို့သိရတယ်အဲ့တော့သူတို့ပါတီအလားလားသူတို့အခုအရင်တစ်ခေါက်ကဝန်ကြီးချုပ်ဖြစ်သူတို့လက်လွတ်လိုက်ရတယ်မလုပ်လိုက်ရဘူးပါတီပါဖြတ်ခံတယ်အခုတစ်ချိန်မှာသူတို့ကရေပန်းစားလားအများစုနိုင်လားဟိုဝန်ကြီးချုပ်ဖြစ်ဖို့အလားလားဘယ်လိုရှိလဲအဲ့ဒီပေါ်ရောဘယ်လိုမျိုးသုံးသပ်လို့ရမလဲဗျဟုတ်ကဲ့ဒီလိုပြည်သူ့ပါတီကတော့အခုကျွန်တော်တို့ဟို opinion poll ဆိုခေါ်တာပေါ့ဗျာလူထုစစ်တမ်းတွေကောက်တော့သူတို့ကိုတော်တော်များများဟိုထောက်ခံမှုရှိတယ်လို့ဆိုတာပြပါတယ်เนาะအဲ့တော့အဲ့ပါတီခေါင်းဆောင်အခုနာတာဖွန်ဆိုတဲ့တယောက်ကလဲဟိုရေပန်းစားပါတယ်เนาะသူကအသက်38နှစ်လောက်ပဲရှိသေးတယ်နောက်တစ်ခါသူက software engineer ဗျဆိုတော့ဒီလိုဒီပညာနယ်ပယ်ကလာတဲ့သူပေါ့เนาะနိုင်ငံရေးသမားတော့မဟုတ်အဲ့တော့သူတို့ကလည်းဟိုထောက်ခံမှုရှိတယ်ကျွန်တော်တို့ဒီမှာဘာခေါ်မလဲသူတို့ပါတီကိုလည်းမဲပေးကြမယ်ဘာညာလဲမျှော်လင့်ပါတယ်เนาะတိုင်းပဲတစ်ခုပြဿနာရှိတယ်ဘာလဲဆိုတဲ့အခါကျတော့ဒီသူတို့အပေါ်မှာအရေးမဲကြီးလွှမ်းသလိုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့သက်တမ်းမှာသူတို့ရဲ့လွှတ်တော်အမတ်40လောက်ကခုနဘရင်ကိုစကျင်တဲ့သူတို့ခေါ်တာ article 112ပေါ့ပုံမှန်112နဲ့ပတ်သက်လို့ဘာခေါ်လဲအမှုကမပြတ်သေးဘူးဗျ
အဲ့တော့နိုင်ပြီးခါမှာအဲ့ဒီ40ကိုကောက်ဖြုတ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကပြောမရတဲ့အချက်ပါနောက်တစ်ခါကျတော့အခုကကမ္ဘောဒီးယားနဲ့သူတို့ကစစ်ဖြစ်နေတယ်ပေါ့နော်တင်းမာနေတယ်တင်းမာနေတော့တစ်ချိန်လုံးကအဲ့ဒီဝန်ကြီးချုပ်နာမည်ကြီးခဲ့တဲ့ဖိထာပေါ့အဲ့တော့သူကဘာပြောဘူးလဲဆိုတော့ဒီစစ်သားတွေနဲ့ပတ်သက်လို့သူကဝေဖန်မှုလာရှိတယ်အဲ့တော့ဘာပြောလဲဆိုတော့ထိုင်းစစ်သားတွေကိုကျွန်တော်အထင်မကြီးဘူးပေါ့ကြီးလိုက်လို့ရှိရင်ကောက်ကွင်းစောင့်နေတာပဲနော်သူတို့ကနိုင်ငံတော်ကာကွယ်ရေးလုံနိုင်မယ်လဲသူမထင်ပါဘူးဆိုတာပြောတယ်ဗျအဲ့တော့အခုချိန်ကျတော့ပြန်ပြီးတော့အဲ့ဒါကိုခေါ်ထုတ်ပြီးတော့သူ့ကိုဝေဖန်တာတွေပါလှုပ်လာတာပေါ့ဗျာနော်လှုပ်လာတော့သူကဘာဖြစ်လဲဆိုတော့ခုနပြောသလိုပြန်တောင်းပန်ရတယ်နော်နောက်တစ်ခုကကျတော့ပြည်သူလူထုကိုယ်တိုင်ကလည်းအခုချိန်မှာဘာခေါ်မလဲဗျာအမျိုးသားရေးနိုးချထားကြွနေတဲ့အချိန်ဆိုတဲ့ခါကျတော့နည်းနည်းတော့အဲ့ဒါတော့ပြဿနာရှိတယ်ဗျဟုတ်ကဲ့ပြီးခဲ့တဲ့တစ်ခေါက်move forward party တုန်းကတော့သူတို့ကခုနဘယင်နဲ့စစ်တပ်ကထောက်ခံမှုပေါ့နော်အဲ့ဒီကအထက်လွှတ်တော်မှရဲ့ထောက်ခံမှုမရဘူးလို့သိရတယ်လေမရတာလည်းခုနဘယင်ကိုဝေဖန်အပြစ်ပေးတဲ့ပုံမှန်ကိုပြင်ကျင်တာပေါ့အခုအဲ့ဒါကိုသူတို့ကမပြောတော့ဘူးဆိုတော့တကယ်လို့များအရေးလို့များအဲ့လိုအများကြီးနိုင်ရမယ်ဆိုရင်သူတို့ဝန်ကြီးချုပ်ဖြစ်နိုင်ကြီးဘယ်လောက်ရှိမလဲအထက်လွှတ်တော်ကရောကန့်ကွက်တာမျိုးရှိနိုင်လားအဲ့ဒီအခြေအနေအောင်ဘယ်လိုမျိုးတွေ့ရလဲဒီလိုဗျဒီကြားထဲမှာဥပဒေတစ်ခုပြောင်းသွားပါတယ်အရင်တော့ကတော့အထက်လွှတ်တော်အမတ်250ပါဝင်ရွေးပြီးတော့သူတို့ကဝန်ကြီးချုပ်မဲပေးခွင့်ရှိပါတယ်အခုချိန်မှာတော့ဒီအထက်လွှတ်တော်250ကဝန်ကြီးချုပ်ရွေးချယ်တဲ့အခါမှာမဲပေးခွင့်မရှိတော့ဘူးเนาะဒါပေမဲ့လည်းကျွန်တော်တို့အစိုးရဖွဲ့တဲ့သက်တမ်းတွေနောက်တစ်ခါကြားထဲမှာကြုံရမယ့်ဟာတွေပေါ့เนาะအဲ့တော့ဖိချာတို့အုပ်စုကိုဘယ်လိုမြင်လဲဆိုတော့သိပ်ပြီးတော့ဘာခေါ်မလဲနည်းနည်းလက်ဝဲစွန်းပေါ့เนาะဆိုတော့သူတို့ကတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုတဲ့အုပ်စုလိုမြင်တယ်တစ်ဖက်ကကျတော့ထိုင်းမှာတရားသူကြီးတွေခုနဘျူရိုကရက်တွေစစ်တပ်ဒါတွေကဘာခေါ်မလဲ conservative ပေါ့ရှေးရိုးဆွဲအုပ်စုလိုရှိနေပါသေးတယ်ဒါကလည်းဒုနဲ့ဒေနဲ့ရှိသေးတယ်ဗျအဲ့ဒါဆိုရင်အခုအောက်လွှတ်တော်အမတ်နေရာ900မှာတဝက်ကျော်ရပြီဆိုဒါဝန်ကြီးချုပ်ရမယ့်အနေအထားမျိုးပေါ့အဲ့လိုပြောလို့ရတာပေါ့ဟုတ်ကဲ့ဒီလိုတော့ပြောနိုင်တယ်ဗျသူတို့ရဲ့ရွေးကောက်ပွဲစနစ်ကလူ900ရွေးရပါမယ်အောက်လွှတ်တော်အတွက်အဲ့ဒီမှာ400ကကျွန်တော်တို့ first past the post ပေါ့နော်နိုင်သူအကုန်ယူစနစ်နဲ့ရွေးမယ်100ကကျတော့ PR နဲ့ခုနပါတီတွေကနေလာတဲ့စနစ်ရွေးပါတယ်နော်အဲ့တော့ခုနခင်ဗျာပြောသလိုပဲ900မှာတဝက်250တစ်ဆိုရင်တော့ဒါဝန်ကြီးချုပ်ဖြစ်နိုင်ပါတယ်နော်ဒါပေမဲ့သူတို့ကျွန်တော်ဆောင်းပါးတွေဖတ်နေရတာတော့300လောက်ရမှခိုင်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခါကျတော့251ယောက်လောက်မှဆိုရင်ခဏကြာအယုံရှိမရှိအဆိုတင်နဲ့ပြန်ဖြုတ်ချတဲ့ဒါမျိုးတွေဖြစ်နိုင်သေးတာပေါ့ဟုတ်ကဲ့အဲ့တော့အခြေအနေရဆိုရင်သူတို့ကဘရင် article လည်းမကင်တော့ဘူးနောက်အထက်လွှတ်တော်ကလည်းဝန်ကြီးချုပ်အဖြစ်ဝင်ရွေးတာမပါတော့ဘူးဆိုတော့အခုနောက်ဆုံးမျိုးဆက် People Party အနေနဲ့ဘာပဲပြောမျှော်လင့်ချက်ကပိုရှိလာတာပေါ့ဝန်ကြီးချုပ်အနေထားမှာเนาะအဲ့လိုပြောရင်တော့ရမှာပေါ့အဲ့လိုပြောတော့ခက်သေးတယ်ဗျเนาะကျွန်တော်မြင်တာကတော့ဒီလိုပါဒီလူငယ်မျိုးဆက်တစ်ခုရဲ့မဲကိုသူတို့ကရတယ်ဒီမျိုးဆက်ရဲ့ aspiration ပေါ့ဗျာယုံကြည်တယ်မျှော်လင့်တယ်ဒါရပါတယ်ဆိုတော့အဲ့တော့အစိုးရမဖြစ်သေးရင်တော့ဒီမျိုးဆက်ကပိုပြီးတော့များလာမယ်မဲပေးတဲ့သူကပိုများလာမယ်ဆိုတစ်ချိန်ကတော့ဒါသူတို့ခက်ပဲလို့ပြောလို့ရပါတယ်เนาะအခုချိန်ထိကတော့ကျွန်တော်ထင်တယ်ခုနပြောတဲ့ရှေးရိုးဆွဲအုပ်စုတွေရဲ့အင်အားကလည်းမသေးသေးပါဘူးဗျအဲ့တော့ဖြစ်မယ်မဖြစ်ဘူးဆိုတာပြောရခက်ပါတယ်အဲ့တော့အချိန်ယူအောင်ပါပေါ့နော်နောက်မျိုးဆက်20လောက်ဆက်ပြီးတော့ run ဖို့လိုမဲ့အနေထားပေါ့ CGU ဖြစ်အောင်ကျွန်တော်မြင်တာနောက်ထပ်ရွေးကောက်ပွဲတစ်ခုနှစ်ခုလောက်တော့သွားအောင်မယ်ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကဒီ People Party ကိုပဲအဓိကပြောနေတာအဲ့တော့သူ့ရဲ့ပြိုင်ဘက်တွေလည်းရှိမှာအခုဆိုဒါလက်ရှိဝန်ကြီးချုပ်အနုတင်ရဲ့ပါတီလည်းရှိမယ်နောက်တက်စင်သမီးရဲ့ပါတီ few တိုင်းလည်းရှိမယ်ဆိုတော့သူတို့ကလည်းအဓိကကြရလို့ထင်ပါတယ်အဲ့တော့သူတို့ပါတီနှစ်ခုအနေထားကိုကျွန်တော်တို့ဘယ်လိုတွက်လို့ရမလဲဗျဟုတ်ကဲ့အနုတင်ရဲ့ပါတီကတော့သူတို့ကဖုံကြိုင်ထိုင်းပါတီလို့ခေါ်ပါတယ်အဲ့တော့သူကအခုလက်ရှိအိမ်ဆောင်အစိုးရဆိုတဲ့ခါကျတော့ကျွန်တော်တို့ incumbent advantage ခေါ်တာပေါ့ဗျာအစိုးရလုပ်တဲ့သူရဲ့အားသာချက်ရှိတာပေါ့နောက်တစ်ခါကျတော့ကျွန်တော်တို့ခုနလိုကမ္ဘောဒီးယားနဲ့တင်းမာမှုဖြစ်နေတော့သူကဒီစစ်ပွဲကြီးကိုဥဆောင်နေသလိုနဲ့လည်းဘာခေါ်လဲမျိုးချစ်တွေကိုစီယုံလို့ရနိုင်တဲ့အနေအထားရှိပါတယ်နောက်တစ်ခါကျတော့ဒီအနုတင်တို့ရဲ့ဒီပါတီရက်တဲ့ position ကသူတို့က conservative ပဲဒါပေမဲ့အဲ့ conservative မှာတမူထူးခြားသောနည်းနည်းမတူသော conservative ပေါ့ဗျာဆိုတော့သူကအဲ့လိုပုံစံမျိုးဖန်တဲ့အနေအထားရှိတယ်အဲ့တော့သူတို့ကပြောမယ်ဆိုလို့ရှိရင်တော့
မဆိုးတဲ့အနေအထားရှိတယ်ပေါ့ဗျာနော်နောက်တစ်ခါကျတော့ပြီးခဲ့တဲ့ကာလတွေမှာတချို့ပါတီတွေရဲ့အမတ်တွေကခြံခုံပြီးတော့သူတို့ဘက်ကိုလာပေါင်းကြတဲ့ဟာတွေလည်းရှိတော့ဒါသူတို့လည်းဝန်ကြီးချုပ်ဖြစ်နိုင်တယ်ဆိုတာမျိုးသုံးသပ်ချက်တွေရှိပါတယ်ဒါပေမဲ့ထိုင်းမှာတော့ဒီလာမဲ့အစိုးရကညွန့်ပေါင်းဖြစ်မယ်လို့ပဲတွက်ကြပါတယ်တပါတီလည်းအပြတ်သက်နိုင်မယ်လို့မထင်ကြပါဘူးဟုတ်ကဲ့အဲ့တော့တက်စင်သမီးပေါ့အခုတက်စင်သမီးလည်းသူယာတူကထွက်သွားပြီဒီဖြူအတိုင်းပါတီပေါ့အဲ့ပါတီရဲ့အနေထားရောဘယ်လိုရှိလဲဗျအဲ့တော့သူတို့ရဲ့အားနည်းချက်ကသူတို့ရဲ့ဗျူဟာမှုပေါ့ဗျာတက်စင်ကြီးကကျွန်တော်တို့ထောင်ကျနေတယ်ဗျာထောင်ကျပြီးတော့မေလလောက်မှပြန်လွတ်မယ်ဆိုတော့သတင်းတွေရှိတယ်ဆိုလိုတာကဗျာရွေးကောက်ပွဲကာလတွေမှာမရှုပ်အောင်လုပ်ထားသလိုဖြစ်တာပေါ့နော်ဆိုတော့ဒါတစ်ခုရှိပါတယ်အဲ့တော့နောက်တစ်ခုကကြတော့လေသူများတွေဝေဖန်လောက်เสียဖြစ်အောင်သူတို့ကလည်းသူ့မိသားစုတွေကလူတွေကိုထုတ်လာတယ်ဗျအဲ့တော့သမီးတွေကုံလို့ညီမလည်းကုံလို့နောက်ဆုံးကြတော့အခုကသူ့ရဲ့တူတော်တဲ့သူကိုထုတ်လာရသလိုဖြစ်တယ်နော်အဲ့တော့အဲ့ဒီသူကကျွန်တော်တို့ရွတ်ချန်နန်လို့ခေါ်တယ်အဲ့တော့တက်ဆင်ရဲ့တူတော်တယ်ပေါ့ဗျာအဲ့တော့သူကဘာလုပ်လဲဆိုတော့ biomedical engineering နော်အဲ့ဒီ level ကလာတဲ့သူပေါ့အသက်ကတော့46လောက်ရှိတယ်အဲ့တော့သူ့ကိုဝန်ကြီးချုပ်လောင်းအဖြစ်ယာပြီးတော့တင်လာတဲ့ဟာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီသူတို့ကလည်းအမာခံနယ်မြေသူတို့နယ်မြေတွေရှိပါတယ်ဒါပေမဲ့သိပ်ပြီးတော့ဘာခေါ်မလဲအပြတ်သက်ပေါ့နော်ဟိုထိတ်ကိုရောက်မယ်ဆိုတဲ့ဟာမျိုးတော့မကြောက်ဘူးဗျဟုတ်ကဲ့နောက်ထပ်ထူးခြားတာကကျွန်တော်တို့ဝင်ကြီးချုပ်အောင်အဖီစစ်ကလည်းပြန်ပြီးဒီမိုကရက်ပါတီနဲ့ပြန်ပေါ်လာတယ်ဒီတစ်ခေါက်မှကြားပါတယ်ဆိုတော့သူ့ရဲ့အခြေအနေကရောဘယ်ပါတီတို့သူကပေါင်းကျင်တဲ့အနေထားမဟာမိတ်လှုပ်ချင်တဲ့အနေထားမျိုးရှိလဲဟုတ်ကဲ့အဲ့တော့သူကဒီလိုတော့ရှိတယ်ဗျအရင်တစ်ချိန်တုန်းကဘာဖြစ်လဲဆိုတော့ဒီမိုကရက်ပါတီထဲမှာအပြိုပြိုအကွက်ကွဲပေါ့ဗျာခေါင်းဆောင်မှုဖြစ်နေတယ်အဲ့တော့သူကအခုပြန်လာပြီးတော့ဥဆောင်တယ်ဆိုတဲ့ဟာဖြစ်တာပေါ့နော်အဲ့တော့သူတို့ရဲ့ position တွေကိုကျွန်တော်လိုက်ဖတ်ကြည့်တော့သူတို့ကအကောင်းတွေပြောတယ်ဗျဆိုတော့ကောင်းမွန်တဲ့အစိုးရဖြစ်အောင်ဘယ်လိုလုပ်မယ်လက်စားမှုပွားပြောင်းအောင်ဘယ်လိုလုပ်မယ် clean government ဒါမျိုးတွေပြောနေတာပေါ့နော်ခက်တယ်အဲ့တော့တခုရှိတယ်ကျွန်တော်တို့သူတို့ကဒီထိုင်းနိုင်ငံတောင်ပိုင်းကိုအပီကင်ထားတယ်ဗျကင်ထားတော့သူတို့အမတ်40လောက်ရမယ်လို့မှန်းတယ်အဲ့တော့အစိုးရတော့မဖွဲ့နိုင်ဘူးသူတို့ကအစိုးရဖွဲ့တဲ့တခုခုနဲ့ညွန့်ပေါင်းမှာသွားပေါင်းရင်ဖြစ်နိုင်ပါတယ်အဲ့တော့အဖီစစ်ပေါင်းမဲ့ပါတီကဘယ်ပါတီကိုသူအားတန်တယ်လို့ကျွန်တော်ယူဆလို့ရမယ်အခုကတော့ဒီထိုင်းမှာဗျသူတို့ကစီနီရီယိုခေါ်တော့ဗျဖြစ်နိုင်ခြေ3ခုတွက်ထားတယ်တခုကကျွန်တော်တို့ခုနပြောတဲ့ပြည်သူ့ပါတီကအများစုနိုင်လာမယ်အစိုးရဖွဲ့မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ပြည်သူ့ပါတီနဲ့ပေါင်းနိုင်တာကခုနဖွင့်ထိုင်းတက်ဆီယပါတီကပါလာမယ်နောက်တစ်ခုကကျတော့ဒီမိုကရက်ပါလာမယ်ဒါကစီနီရီယိုတစ်ခုပါနောက်တစ်ခုကကျတော့ကျွန်တော်တို့အနုတင်ကအသာစီးရပြီးတော့နိုင်လာမယ်ပေါ့နော်အဲ့တော့အနုတင်နိုင်လာလို့ရှိရင်သူတို့ ਨੇ ဖွင့်ထိုင်းနဲ့နောက်တစ်ခါကျတော့ကလာထမ်လို့ခေါ်တဲ့ပါတီသေးသေးလေးတစ်ခုရှိရဗျအခုလက်ရှိအစိုးရထဲမှာလည်းသူပါတယ်အဲ့တော့အဲ့ဒီပါတီပေါင်းပြီးတော့ဒါညွန့်ပေါင်းဖြစ်မယ်လို့လည်းဒါသုံးသပ်ချက်ရှိပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနအနုတင်တို့ပါတီရဲ့ခုနတော့ဖွင့်ထိုင်းပါတီရဲ့နောက်ဒီမိုကရက်ပါတီရဲ့ပေါင်းပြီးတော့အစိုးရဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုးစီနီရီကို3ခုပြောပါတယ်ဗျအဲ့တော့ဒီတက်ဆင်ရဲ့ဖွေထိုင်းတဲ့အဖီစစ်ကဒီမိုကရက်ပါတီကခုနPeople Party နဲ့အနုတင်တို့ပါတီအနိုင်ရရှိမှုအပေါ်မှာကြည့်ပြီးသူတို့ကပေါင်းမဲ့အနေထားပေါ့နော်ယတိပြတ်သူတို့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်သဘောမျိုးအခုချိန်မှာတော့မရှိသေးဘူးပေါ့ဟုတ်ကဲ့ကျွန်တော်တို့တကယ်နိုင်ငံ real politics ပေါ့နော်အဲ့လိုပဲပြောရမယ်တင်တယ်အများအားဒီမိတ်ဆွေမရှိဘူးကြားသူမရှိဘူးဆိုတဲ့ဟာမျိုးပေါ့ဟုတ်ကဲ့အဲ့တော့နောက်ထပ်တစ်ခုသိချင်တာကအခုကတက်စင်ကထောင်ကျနေတယ်ပေါ့နော်ဒီကြားထဲမှာခုနကိုအောင်သူကြီးပြောသလို तू ဝင်မလျှော့အောင်အခုကြားထဲရွေးကောက်ပွဲလုပ်တယ်လို့လည်းဖြစ်နေတယ်ဒါထောင်ထဲကနေတစုံတရာ तू တခုခုထုတ်ပြောတာမျိုးပေါ့နော်သဘောထားပေးတာမျိုးရောကြားမိလားဗျအဲ့လိုတော့ကျွန်တော်မကြားမိဘူးဗျဆိုတော့တခုရှိတာကလူကိုယ်တိုင်ဝင်ပြီးတော့မကုတ်ခဲအောင်ဆိုတဲ့အခါကျတော့လေအားနည်းချက်တွေရှိနိုင်တဲ့အနေအထားရှိပါတယ်နောက်တစ်ခုကထိုင်းမှာနာမည်ကြီးတာကမဲဝယ်တာပေါ့နော်ပတ်စံပေးပြီးတော့အဲ့ဒီကလည်းတော်တော်နာမည်ကြီးတယ်အဲ့ဒီအခြေအနေကရောဘာဒီကြားကလည်းစိုးစိုးဝါးဝါရှိနေလားဒီတစ်ခေါက်မှာရောအဲ့ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလတွေမှာလည်းရှိတယ်နောက်တစ်ခါသူတို့ရဲ့ရွေးကော်ပေါ့ဒါကလည်းတင်းတင်းကြပ်ကြပ်တွေလောက်တာတွေရှိပါတယ်ဗျဒါပေမဲ့ကျွန်တော်ထင်တယ်မပြောက်သေးဘူးလို့ထင်ပါတယ်အဲ့တော့ဘယ်ပါတီပဲအစိုးရဖွဲ့နိုင်ပေါ့နော်ကျွန်တော်မြမအရေးအတွက်ပေါ့နော်ဒါလည်းကျွန်တော်တို့ကြည့်ရမှာဆိုတော့ဘယ်လိုဖြစ်လာနိုင်လဲဒီရွေးကောက်ပွဲပြီးရင်မြန်မာနိုင်ငံပေါ်ထားရှိမဲ့
မူဝါဒသဘောထားတွေအပြောင်းလဲကြီးမှရှိမလားဒီတိုင်းပဲသွားမလားပို့ပြီးစစ်တပ်နဲ့ပို့ပြီးပူးပေါင်းသွားနိုင်လားအဲ့ဒီပေါ်ကိုကိုအောင်သူငိမ့်ဘယ်လိုသုံးသက်ချက်ပေးလို့လဲဗျဟုတ်ကဲ့ဗျကျွန်တော်တို့ထိုင်းမှာအစိုးရတွေကတက်လိုက်ဆင်းလိုက်သွားတာပေါ့နော်ဒါပေမဲ့ခုနလိုနေဇက်ကိစ္စမြန်မာအရေး policy ကကြတော့သူတို့မှာဒီ National Security Council လို့ခေါ်တာပေါ့ဒီအမျိုးသားလုံခြုံရေးကောင်စီကလုပ်ပါတယ်လုပ်တဲ့အချိန်ကအခုအချိန်ဒီမှာကျွန်တော်သုံးသပ်ရင်တော့ဒီကမ္ဘောဒီးယားနဲ့စစ်ဖြစ်နေတဲ့အချိန်မှာနောက်ထပ်နိုင်ငံတစ်ခုနဲ့တော့ထပ်ပြီးမတင်းမာခြင်းဘူးလို့ထင်တာပေါ့နော်ဒီအချိန်တွေရှိပါတယ်နောက်တစ်ခါကျတော့ကမ္ဘောဒီးယားနဲ့စစ်ဖြစ်တော့ကမ္ဘောဒီးယားလုံသားတွေမရတဲ့အခါမှာကျွန်တော်တို့မြန်မာလုံသားတွေကိုလိုပါတယ်ဗျဒါကထိုင်းရဲ့လက်တွေ့လိုအပ်ချက်ဖြစ်နေတဲ့အနေအထားပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့အခုမြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေပါတယ်ဖြစ်ပြီးတဲ့အခါကျတော့လေသူကတက်လာတဲ့အစိုးရအသင်းနဲ့သူဆက်ဆံရေးကောင်းမှုမျှော်လင့်ထားတဲ့ထင်ပါတယ်ဟုတ်ကဲ့People Party အနေနဲ့ကတော့ဒီဘက်တိုက်ခိုင်အင်အားစုတွေကိုမြန်မာတိုက်ခိုင်အင်အားစုတွေကိုသူတို့ကထောက်ခံတဲ့ဒီမိုကရေစီဘက်ကရက်တယ်လေစစ်အစိုးရရဲ့ဒီအာဏာသိမ်းမှုပါဝင်တခြားဖိနှိပ်မှုတွေသူကအမြဲကန့်ကွက်နေတာဆိုတော့တကယ်လို့မြတ် People Party ကဝန်ကြီးချုပ်ဖြစ်လို့အစိုးရဖွဲ့နိုင်ရင်ဒီတော်လှန်ရေးဘက်အင်အားစုတွေဘက်ပို့ပြီးတော့အခွင့်တာမယ်လို့ပြောရင်ရောရနိုင်လားအဲ့လောက်ကြီးတော့လဲများများမသာနိုင်ဘူးထင်ပါတယ်ဗျာခုနကျွန်တော်ပြောသလိုပဲမူဝါဒလောက်တာကဒီ National Security Council ကလောက်တာเนาะအဲ့တော့အမတ်တွေဘက်ကကျတော့တူးချင်းပို့ပြီးတော့ပြောတာမျိုးတွေရှိနိုင်တယ်နောက်တချို့ဒီတဲ့နည်းနည်းလေးပို့ပြီးတော့ကူညီတာမျိုးလည်းရှိနိုင်ပါတယ်များများတော့မရှိနိုင်ပါဘူးဟုတ်ကဲ့အဲ့တော့ကိုအောင်သူငိမ့်ကို၌ပေါ့เนาะအခုဒါထိုင်းရွေးကောက်ပွဲကိုဘယ်လိုမျိုးခံစားရလဲပေါ့เนาะမြန်မာနဲ့ရှင်ပဲဖြစ်ဖြစ်ကိုဖြတ်တန်းလာတဲ့အတွေ့အကြုံရနိုင်ငံရေးမှာဖြတ်တန်းလာတဲ့အတွေ့အကြုံရအခုထိုင်းမှာလုံးမဲ့ရွေးကောက်ပွဲကိုဘာများပြောလို့လဲဟုတ်ကဲ့တခုရှိတာဒီလိုဗျထိုင်းနိုင်ငံကဒီမိုကရေစီနိုင်ငံတခုလို့လည်းပြောလို့ရပါတယ်ဒါမှမဟုတ်ရင်လည်းဒီမိုကရေစီမရှိဘူးလည်းပြောလို့ရတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့1998ခုလောက်ကစတွက်ရင်ပေါ့နော်အခုချိန်ကြီးဆိုပါတီ100ကျော်လောက်ဖျက်သိမ်းခံရတယ်ကြားထဲမှာနော်ကျွန်တော်တို့2006ခန်းနေစတွက်ရင်အခု2026ဆိုနှစ်20အတွင်းပေါ့ဗျာပါတီ34ခုဖျက်သိမ်းခံရတယ်ဆိုတော့ခုနပြောသလိုပဲ conservative အုပ်စုကသူတို့မလိုဘူးဆိုရင်အကြောင်းမျိုးမျိုးနဲ့ဖျက်သိမ်းလိုက်တာပဲနောက်တစ်ခါကျတော့နိုင်ငံရေးအကျဉ်းသားလို့ပြောရင်လည်း200လောက်ရှိသေးတယ်ဗျာအထူးသဖြင့်တော့ဒီခုန article 112ပေါ့နော်ဒီဘရင်ကိုမဆန့်ကျင်မပုတ်ခတ်ရဆိုတာအဲ့ဒီဥပဒေတွေနဲ့ထိမ့်သိမ်းခံရတဲ့သူတွေလည်းအများကြီးရှိနေပါသေးတယ်အဲ့တော့ဆိုလိုတာကဗျာဒီမိုကရေစီမဟုတ်ဘူးလည်းမဟုတ်ဘူးဟုတ်တယ်လည်းမဟုတ်ဘူးဆိုတော့ခါကြားတဲ့အခြေအနေပါဒါပေမဲ့လည်းတစ်ဖက်ကကျွန်တော်တို့နဲ့မတူတာပေါ့ဗျာကျွန်တော်တို့နိုင်ငံမှာကျတော့လုံခြုံရေးကိုဦးစားပေးတယ်ကာကွယ်ရေးတို့ဒီပြည်တွင်းစစ်တို့ဒါတွေနဲ့ရှုပ်နေတာเนาะအဲ့တော့ထိုင်းဘက်ကကျတော့သူတို့ရဲ့အခုရွေးကောက်ပွဲမှာပြောရင်ကြွေးကြော်သံတွေကစလို့ကွာသွားပြီဗျသူတို့ကစီးပွားရေးမကောင်းတဲ့ကိစ္စတွေပြောတယ်နိုင်ငံတကာဆက်ဆံရေးဟာတွေပြောတယ်ကုန်သွယ်ရေးကိစ္စတွေပြောတယ်ဆိုတော့ကကျွန်တော်တို့စဉ်းစားတဲ့ပုံကြီးကကွာသွားတယ်ထင်ပါတယ်ဗျနောက်ဆုံးအနေနဲ့မေးချင်တာဒီရွေးကောက်ပွဲထိုင်းရွေးကောက်ပွဲကတော့ကောင်းကောင်းမွန်တည်တည်ငြိမ်ငြိမ်နဲ့ပဲဒါဖြတ်ကျော်သွားမယ်ပေါ့အရင်လိုပဲပြီးသွားမယ်လို့ကျွန်တော်မျှော်လင့်ရတာပေါ့နော်ကြားမှာစိုးစိုးဝါးဝါအခြေအနေတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့တခုရှိတယ်အခုလာမဲ့အစိုးရသက်ကလည်း၄နှစ်သက်တမ်းအပြည့်လုံးနိုင်ပါမလားဆိုတာကျွန်တော်တို့မေးခွန်းပါဗျဟုတ်ကဲ့ကိုအောင်သူကြီးအခုလိုမျိုးဒီထိုင်းအခုကျင်းပတော့မဲ့ထိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့အခုလိုမျိုးအချက်လက်အပြည့်အစုံရှင်းပြပေးတဲ့အတွက်ကျေးဇူးပါဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ